ပေါင်း30အတွင်းတင်းဘဝကိုအစစ်မြင့်တင်ပါတနူးလာချိန်ကိုပြောင်းလဲပါမနေ့တိုင်းပုံမှန်ထက်တနာရီစောထွက်ပါအဲ့ဒီအချိန်မှာဖုန်းမကြည့်ပါနဲ့ကိုယ့်ရဲ့တနေ့တာအတွက်အစီအစဉ်ဆွဲပါမနေ့ခင်းကိုအနိုင်ယူနိုင်ရင်တနေ့တာလုံးကိုအနိုင်ယူနိုင်ပါလိမ့်မယ်နှစ်အာယုံဆိုင်မှုကိုမြင့်တင်ပါဆိုရှယ်မီဒီယာ3ချိန်ကိုတဝက်လျှော့ချပါသူများတွေဘာလို့နေလဲလိုက်ကြည့်မဲ့အစားကိုပါလုံးရမလဲဆိုတာကိုပဲအာယုံဆိုင်ပါငြဲရန်တင်ယူပါတနေ့ကိုအနည်းဆုံးမိနစ်30စာဖတ်ပါဒါမှမဟုတ်ကိုယ်အလုံးနဲ့ဆိုင်တဲ့သင်ခန်းစာတစ်ခုခုကိုလေ့လာပါတလားပြည့်တဲ့အခါခင်ဗျားရဲ့ဘ ഹു တုတကအခြားသူတွေချက်အများကြီးတာလွန်နေပါလိမ့်မယ်လေးချမ်းမာရေးကိုရင်းနှီးမြှုပ်နှံပါအချို့ရည်တွေအစီများတဲ့စားစာတွေကိုရှောင်ပါတနေ့ကိုရေ3လီတာလောက်တောက်ပေးပြီးအနည်းဆုံးမိနစ်24ကျင့်ခန်းလုပ်ပါခန္ဓာကိုယ်ကျန်းမာမှစိတ်ဆွမ်းအားကတက်ကြွလာမှာပါငွေကြေးစီမံခန့်ခွဲပါခမားသုံးသမျှကိုပြန်မှတ်တမ်းတင်ပါမလိုအပ်တဲ့သုံးစရိတ်တွေကိုဖျက်တောက်ပြီးအသေးမွှားလေးကစပြီးစုဆောင်းတတ်တဲ့လေးကျင့်ကိုငွေမြူပါ6ပေါင်းတင်းဆက်ဆံရေးကိုစစ်ထုတ်ပါတင့်ကိုစိတ်သက်ကြစီတဲ့သူတွေချိန်ဖြုံးနေတဲ့သူတွေစီကနေခဏလောက်ဝေးနေပါတင့်ကိုတိုးတက်စေမဲ့သူတွေနဲ့ပဲမီနီကတ်နေပါကျေးဇူးတင်တတ်ပါစေညာအိုက်ခါနီးတိုင်းဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့အကောင်းဆုံးအရာ3ခုကိုစဉ်းစားပြီးကျေးဇူးတင်ပါစိတ်သက်ကောင်းမွန်ခြင်းကအောင်မြင်မှုရဲ့အခြေခံပါပဲရက်30ဆိုတာခဏလေးပါဒါပေမဲ့ဒီရက်30ရဲ့စူးစမ်းမှုကခမားရဲ့ရှေ့လျှောက်ဘဝတစ်ခုလုံးကိုပိုကောင်းတဲ့ဘက်ကိုတွန်းပို့ပေးပါလိမ့်မယ်ခုပဲစတင်လိုက်ပါဘ ഹു တုတနဲ့ဖြောပြရေးဗီဒီယိုအသစ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့လည်းလို့မခံရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီး notification တို့လေးကိုလည်းနှိပ်ထားပေးပါဦးတော့အားပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်